ပြောတယ်ဒီမိဘရှိတဲ့ချိန်မှာကွယ်မိဘနေမကောင်းဖြစ်ဟိုကိုမပေးနိုင်ရင်လည်းဟိုတပြုတ်စုအခုပြန်သွားရင်စားလို့တော့ဆရာတော်ပြောချင်တာဘာဖြစ်လို့ဆိုတော့ဒီအခုဆိုရင်သူ့အဖေမရှိတော့ဘူးသူ့အဖေမရှိတော့တဲ့အတွက်သူ့အဖေကိုသူလောက်ပေးချင်တော့မှသူလောက်ပေးလို့မရတော့ဘူးအမေရှိတဲ့အမေတရားကိုနှစ်ဆပြုတ်စုပေးသူအဲ့လိုမျိုးပြောတယ်ပြီးတော့ဒီပြိတ္တတွေလည်းအဲ့လိုပဲပြန်သွားရင်ကိုအိမ်မှာကိုမိဘတွေရှိမယ်အဝေးမှာရှိရင်လည်းအဝေးကနေပြုတ်စုအဝေးကနေပတ်စံပို့နိုင်ပတ်စံပို့ပေါ့အနီးနားမှာရှိတဲ့လူကြတော့လူကိုယ်တိုင်တွားရောက်ပြုတ်စုမိဘအကြောင်းပေါ့ပြောချင်တာတရားပွဲအရန်ကောင်းတယ်ဆိုတော့မိဘအကြောင်းလည်းပါတယ်အကုန်လုံးပဲနားထောင်ပါသိမိဘအကြောင်းသားသမီးအကြောင်းအလှူဒါနအကြောင်းနောက်ဒီဗာလဲဒီအလှူရှင်ကသူ့သားသမီးပေါ့မေတ္တာဒီတရားဓမ္မကိုသူအမွေပေးတာပေါ့အမွေပေးခြင်းတယ်လေမွေပေးခြင်းတယ်လို့သူဖြစ်ခြင်းတယ်လို့သူမိသားတွေသမီးတွေသူချွေးမတွေတမတ်တွေကလည်းအကုန်လုံးဟိုဘာသာတရားကိုကြီးညိုကိုင်းရှိုင်းပြီးတော့အဲ့လိုမျိုးအကုန်လုံး like pass လာတဲ့အတွက်ကိုပျော်တယ်အဲ့ဒါကိုပြောတာသူ့ဘက်ကိုဘယ်လိုပြောမလဲသူဖြစ်ချင်တဲ့ပုံစံအတိုင်းသူဖြစ်တာပေါ့ကွယ်အဲ့ဒီအတွက်ကိုသူကြည်နူးတယ်အချို့မိသားစုကအဲ့လိုမဟုတ်လေသမီးကပုံစံခွေးမတစ်မျိုးတမတ်ကတစ်မျိုးအဲ့လိုမျိုးတွေရှိတော့ရှိတယ်လေဒီလိုမျိုးဖြစ်ဖို့စီအောင်ဖို့ဆိုတာမလွယ်ဘူးလေမိသားစုတစ်စုမှာအဲ့ဒါကိုသူပြောတာအဲ့တော့မိဘရဲ့ definition ကိုလည်းသူဖွင့်တယ်ကွယ်ကိုရီးယားအကုန်လုံးပြန်ပြောလို့မတတ်မိဘမေတ္တာပြတယ်သားသမီးမေတ္တာကိုသူခေါ်ကျူးပြီးတော့သူပြောသွားတာအရင်ပညာသားပါတယ်ကောင်းမှာကောင်းအဲ့ဒါသူပြောတော့ဗာလဲတတိနဲ့စီးသွားတယ်ဗာလဲမိသားစုတစုကခရီးတစ်ခုသွားတာနေစီးသွားတာအဖေကပဲ့အမေကပဲ့ကင်တော့မှအဖေကအပေါ်အရှင်းမှာတော့တယ်အဲ့လိုမျိုးသားသမီးတွေကလည်းသားသမီး4ယောက်သားသမီး1ယောက်ကဟိုဘက်သွားချင်တာပေါ့ဓာတ်ပုံသွားရိုက်မယ်ရှုခင်းလာတာပေါ့အရှိဘက်အခုမှကွာအရှိဘက်သွားချင်တာပေါ့နောက်တစ်ယောက်ကအနောက်ဘက်ဖေးတွေကမငြီးမညူလိုက်ပို့ပေးတယ်နောက်တတိယသမီးကလည်းမြောက်ဘက်တောင်ဘက်အဲ့လိုမျိုးပေါ့ကွာတယောက်တစ်မျိုးစီပြောကြတယ်ဖေးတွေကအဲ့ဒါကိုဖေးတွေကမငြီးမညူအများတန်းလိုက်ပို့ပေးတယ်ပေါ့အဲ့ဒါကြောင့်မလို့ဝီခက်တော့ကိုနားထောင်စေချင်တယ်လို့ပြောတာအများနဲ့လိုက်ပို့ပေးတာပါအတွက်လဲလိုက်ပို့စိတ်မိဘရဲ့စိတ်ဓာတ်အဖေတယောက်ရဲ့စိတ်ဓာတ်ဖြည့်ဆည်းပေးချင်တာကိုပြောပြတယ်သားသမီးတွေသားသမီးအလှည့်ကြရင်ရောဒီမိဘတွေစိတ်ဖြည့်ဆည်းပေးလာပေါ့အဲ့လိုမျိုးအသွားကြတော့အိုးတက်ကြွနေတာပဲသားသမီးတွေပဲသွားချင်လဲမငြင်းမညူဘူးကိုပင်မမသိကိုလိုက်ပို့ပေးတယ်လိုက်လုပ်ပေးတယ်သားသမီးတွေအတွက်အဲ့ဒီနေရာပဲဒီဘက်မဟုတ်ပါဘူးကိုရင်အပြင်မှာလည်းအဲ့လိုပဲပြောချင်တာဟုတ်တယ်မလားသားသမီးတွေအတွက်ဆိုရင်ဘာလိုအပ်လဲချုံမိပါတယ်ဆိုမရှိတော့တော့မှချင်းခါပြီးတော့သားသမီးကိုပေးတာငါတွေးဘူးတဲ့အဲ့လိုမျိုးတွေအများကြီးရှိတယ်လို့မိဘချင်းလည်းမတူသူတို့တကယ်တော့သားသမီးတွေလည်းမတူကြဘူးလေတယောက်နဲ့တယောက်နဲ့တကယ်တိတ်တတ်တဲ့လူကြတော့တကယ်ချမ်းသာတယ်မှန်တယ်တကယ်မိဘပေါ့တိတ်တတ်တဲ့ကလေးတွေကအခုနေစမ်းတော့မတွေ့လိုက်အခုနာမည်ကြီးနေတာကလေးတွေတော့များလာတော့ကားမကြည့်နဲ့မောင်းလာမိဘတွေကိုတအားသိတတ်တယ်လေသူတို့မိဘမညိုညင်စရာမလိုအောင်သူတို့နေအဲကြောင့်ကိုယ်ကလေးတွေကိုနားထောင်စေချင်တယ်အဲ့ဒါနေတော်ပြီးတော့သွားအပြန်လန်းကြတော့ဖေးတွေကအနာယူချင်တာပေါ့ကွယ်အနာယူချင်တော့ချက်အိမ်မယ်ပေါ့လောက်တော့တခြားအိမ်မှာလောက်တော့ဒီသားသမီးတွေကဘလို့လဲဆိုတော့ဟိုဒီနေရာဝင်းမကူဝေးဘောကွယ်ဒီ4ယောက်ကိုညီပကံငါ့ပကံငါညီအပငါပေါ့အဲမော်လပြောနေလေမော်လပြောလေနားထောင်နေလို့ဟုတ်လားပေါ့ဟိုညီဟာသူစိတ်တဲ့ကိုလူများတက်တော်မလားဒီအဖေနေရာကိုတာဝန်ယူမလားပေါ့ကွယ်တကယ်တော့ဒီအဖေနေရာကိုဒီသားကပဲတာဝန်ယူမလားဒီသမီးကပဲတာဝန်ဝင်ယူမလားဟိုသူမျက်နှာကိုကြည့်ကိုမျက်နှာသူကြည့်နေဘယ်သူမှလည်းဝင်မလောက်ဘူးဒီအဖေနေရအောင်အဲ့ဒါကြတော့အဖေတွေကသိတယ်လေအဖေတွေကဒီသားသမီးတွေကိုရဲခံသွားကိုဖတ်တတ်တယ်လေကွယ်သူတို့မလောက်ရင်ကိုပဲလောက်ရပြန်အဲ့နေကမောပင်မလဲကိုနားချင်ပေမဲ့လည်းမနာဘူး
ပြန်နှော်ပြန်တကယ်ဆိုတိတက်တဲ့သားသမီးတွေဆိုကွယ်သူပြောချင်တာဒါဆိုသူကိုဖိနာပဲချိန်ကိုဝင်လောက်မှာပေါ့ကိုဝင်လောက်လို့ရတယ်ဆိုတော့အခုကအဲ့လိုမျိုးမဟုတ်ဘူးကလေးတွေကဒီကျိုးငိမ့်သူငါကြည့်ငါ့ကိုသူကြည့်နေတရားမှမလောက်ကြအောင်အဲ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့သားသမီးတွေကိုသူရဲ့အတိတ်ပဲသူပြောပြတာ အညာတော့တရားပွဲအကြောင်းပြောတာနော် ကိုကြားမဲ့တာဝန်ကိုယူကြမိဘကိုအဲ့လိုမျိုးအနာပေးပေါ့သူနာယူချင်တဲ့ချိန်ကိုသူအကုန်လုံးငယ်ငယ်ကလေးကသူဖြည့်ဆည်းပေးပြီးသွားပြီလေသူနာယူချင်တဲ့အချိန်မှာကိုကတစ်ဖက်တာဝန်ယူသူပြောတယ်အခုသူစွန့်ကြွတယ်ကွယ်ဈေးထဲမှာဥမာအသက်ကြီးပဲဟိုချိုးတွေ80ကျော်အထိစိုက်ကားနေတာလည်းရှိတယ်သူတွေ့တယ်ဟင်းသီးဟင်းရွက်ရောင်းနေတာလည်းသူတွေ့တယ်အဲ့လိုမျိုးဆိုရင်ဒီသားသမီးတွေအနေနဲ့အဲ့လိုမျိုးကိုမိဘကိုပေးမလောက်နဲ့တော့ပေါ့အနာပေးတော့ပေါ့အိမ်မှာနာနာနေနေတော့ပေါ့ကိုလောက်ကျွေးပေါ့အဲ့လိုမျိုး အခုကမုံမြနဲ့မော်လမြိုင်မျိုးတီရီမြိုင်ရဲ့တီရီမြိုင်နဲ့တရက်ကုန်ကြားမှာရှိတဲ့တရားပွဲ စိုးငိမ့်စာတင်တိုင်း ဆိုရင်ဆရာဆိုရင်စာရင်တိုင်းတရားပွဲကနေပြီးတော့မဆိုရင်ဆရာတော့ဟောတဲ့တရားကိုပြန်ပြီးတော့ကောက်နှုတ်ပြီးတော့ကောင်းလို့ရလေးတွေပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ် ကုံကောင်းတဲ့ဆရာတော့စဟောကြတဲ့ပြောလိုက်တဲ့စကားတွေကပြီးတဲ့အထိဘယ်လိုပြီးသွားမှန်းတော့မသိညာတော်ကောင်းတာအဲ့လိုမျိုးအဲကြောင့်မို့အဲ့တရားကိုပြန်နာကလေးတွေကိုပြန်နာဖို့ကဆရာတော်ဒီညသွားရင်အဲ့ဒီလူကြီးတွေကိုနည်းနည်းမေးကြည့်ရမယ်ဘယ်လို ဗီဒီယိုမှတ်တမ်းတင်ထားတာကိုတောင်းလိုက်ပေါ့ဘယ်ကနေယူလို့ရလဲဆိုတော့တောင်းလိုက်ပေါ့ အချို့တွေ YouTube ကနေသူတို့ပြန်တွေ့ရတာရှိတယ် အခုလည်းအဲ့ဒါရလို့ရှိရင်ဒီ ကို ဗီဒီ ပြော ယို တာနည်းနည်းလေးနော်ဟိုမှာဆရာတော်စပြောကြတဲ့ကနားထောင်လိုက်တာ ကောင်းနှုတ်ချက်လေအခုပြောကောင်းနှုတ်ချက်ပါဆိုတော့အခုကောင်းနှုတ်ချက်ပြောတယ်ဆိုတော့အဲ့ဒါကိုအပြည့်စုံရလို့ရှိရင်ဒီဗီဒီယိုမှာပြန်တင်ပေးမယ်လို့လင်းအောင်နော်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါတက်တာလေးလုပ်ပြအောင်တက်တာလေး အေးသူကတမျိုး ရှက်တယ်